Happy birthday to me. Sang to Kamita. It's my birthday. ဒီနေ့ကဇူရဲ့မွေးနေ့ပေါ့နော်။အကြောင်းဇူကဒီနေ့ခေါင်းလျှော်ပြီးတော့ကောက်စီလေးကိုအရင်ဆုံးလိမ့်လိုက်ပါတယ်။ဒါဘယ်နှစ်နာရီလို့ထင်လို့လဲ9နာရီခွဲပဲရှိပါသေးတယ်ရှင်။မနက်စောစောထားပြီးတော့ပေါ့နော်။ birthday အတွက်ကို ready လုပ်နေရပါ။ပြီးတော့ဇူကဇူတို့အိမ်မှာဒီနေ့ပူရီလုပ်တယ်ပေါ့နော်ပူရီကကြတော့အရင်ဆုံးဂျုံပဲပေါ့နော်ဂျုံကိုလောက်ရတာပေါ့ဂျုံကိုအဲ့လိုလေးတွေလိတ်ထားပြီးတော့လက်လေးနဲ့လိတ်ပြီးတော့ပြီးရင်သူလိတ်တဲ့အရာနဲ့ပြန်လိတ်ပြီးတော့ကြော်ရမှာပေါ့နော်အမေကလိတ်ပေးတယ်ဇူကကြော်မှာဖြစ်ပါတယ်ကြော်ပြီးတော့အဲ့အိုးကြီးထဲမှာထည့်မှာပေါ့နော်ဒါတော့ဇူကြော်နေရပါဒါလေးကတော့ကြော်နေရင်အသေးပုံလေးတွေ့လို့ပါ love you all ဒီပူရီလေးကတော့ဖျားတင်မှုဖြစ်ပါတယ်ပြီးတော့ဇူကနှင်းစီပန်ကြိုက်တယ်လေအဲ့တော့နှင်းစီပန်3ပွင့်ထိုးထားတာပါဒါကတော့ပူရီကြော်ပြီးတော့ပေါ့နော်အိုးထဲထည့်ထားတာပါဒါကတော့ပူရီနဲ့တို့စားမယ်အာလူနဲ့ကော်ပီဟင်းဖြစ်ပါတယ်ဇူကကြတော့ပူရီကိုတို့စားရတာထက်ဒီတိုင်းစားရတာကြိုက်လို့ပေါ့နော်စားပြနေရပါရှင်ကိုလှုပ်တယ်ကိုကြိုက်တယ်ဒါပဲအခုကတော့ဇူ hair routine လေးကိုဇူပြောပြပါမယ်ဇူကခေါင်းလျှော်ပြီးပြီဆိုရင်ကောက်စီလိမ့်ပြီးတော့ကောက်စီကနေခြောက်သွားပြီဆိုအုံးစီကိုအဲ့လိုလေးလိမ့်လိုက်တယ်ပြီးတော့လည်းဇူကဒီ hair coat လေးကိုသုံးပါတယ်အဲ့ hair coat လေးကိုအပေါ်ကနေထပ်လိမ့်တယ်သူ့အနံ့လေးကအရန်အောင်မွေးတယ်ခုကတော့ဇူအလှပြင်ပါပါအရင်ဆုံး moisturizer လိမ့်ပါတယ်ဇူကမျက်နှာမှာ moisturizer ကိုနှက်နေအောင်လိမ့်ပြီးတာနဲ့ဇူက sun cream ကိုသုံးတယ်sun cream ကိုလည်းအဲ့လိုပဲနှက်နေအောင်လိမ့်နေဇူးသုံးတဲ့ sun cream UV ပေါ့နော်အဲ့ဒါလေးကိုသုံးတယ်အဲ့ဒါတခါတည်း foundation ပါပြီးသားမို့လို့ foundation မလိုပါဘူးအဲ့တော့ sun cream ပြီးတာနဲ့ဇူးကမျက်ကွင်းလေးတွေကငကိုထက်မဲနေတယ်လေအဲ့ဒါကြောင့်မလို့ဒီသူ့ရဲ့ဘာ foundation လေးလည်းတော့မသိဘူးအဲ့ဒါလေးနဲ့မျက်ကွင်းကိုပဲဇူးကထပ်သုံးတယ်မျက်နှာတော့မလိမ့်တော့ဘူးပေါ့နော်ပြီးွားတာနဲ့ဇူးကအပေါ်ကနေ makeup ကတ်လိုက်ပါတယ် makeup ကကြတော့ဒါနှစ်ထပ် makeup လို့ပြောလို့ရတယ်ပေါ့နော်သူအဲ့ဒါလေးကိုဇူးကမျက်နှာမှာလိမ့်လိုက်တယ်ပြီးသွားတာနဲ့ဇူးကမျက်ခုံးမွေးကိုဇူးကပုံမှန်ဆိုဆွဲလေးမရှိဘူးဒီလိုပဲဖီးလိုက်တာဒီနေ့က special day ဆိုတော့နည်းနည်းလေးဆွဲလိုက်တယ်ပေါ့နော်ပြီးသွားရင်ဇူးကပါးနေလေးလိမ့်နေပါးနေကိုဇူးကဒီလိုပုံစံမျိုးလုပ်ပြီးလိမ့်တာနည်းနည်းတော့ရီရတယ်ပေါ့နော်ပြီးသွားရင်ရီပြီးတော့လည်းလိမ့်ပါတယ်အဲ့လိုလေးလုပ်ပြီးသွားရင်ရီပြီးတော့လိမ့်တယ်ပေါ့နော်ဘဲနှက်ခမ်းလုပ်ပြီးပါးနေကိုနှာခေါင်းနေရောမေးစီတွေမှာပါလိမ့်ပါတယ်နီရဲနေအကြိုက်လို့လေပြီးသွားရင်တော့ဇူးကအဲ့ပါးနေအပေါ်မှာပဲမိတ်ကပ်လေးကိုထပ်ပြီးပုတ်လိုက်ပါတယ်ပြီးသွားရင်ဇူး eyeliner ဆိုးတယ်ပေါ့နော် eyeliner ခါချက်သုံးပြီးတော့ဆိုးတာပါဒါကြောင့်မလို့ဇူနည်းနည်းလေးတော့တူလေးတော့စွပ်ပြီးတော့မှဆိုပါတယ်ပေါ့နော်ပြီးသွားရင်ဇူကနှက်ခမ်းအတွက်အုံးစီလေးအရင်လိမ့်လိုက်တယ်နှက်ခမ်းမှာပြီးသွားရင်အဲ့အုံးစီလေးကိုတုပ်လိုက်တယ်တုပ်ပြီးသွားရင်နှက်ခမ်းကြီးကိုလိမ့်ပါတယ်ဘာလို့လဲဆိုရင်အဲ့အုံးစီလေးကအခုဇူလိမ့်လိုက်မှနှက်ခမ်းကြီးကိုအချိန်အကြာကြီးခံစီလို့ဒီတိုင်းလိမ့်တာထက်ဆိုင်ဒီတိုင်းလိမ့်ရင်နှက်ခမ်းကြီး6ပြီးတော့နေလေအဲ့တော့အဲ့လိုမျိုးအုံးစီလေးနဲ့လိမ့်လိုက်ပြီဆိုရင်နှက်ခမ်းကြီးကမတော့မဲနဲ့အရန်ကိုအခုဇူရဲ့နှက်ခမ်းလေးကိုတွေ့နေတဲ့အတိုင်းအရန်ကိုလှနေပါတယ်အခုလဲကိုပြင်ကိုကြိုက်ပဲခုကတော့ outfit လေးကိုဝတ်ပါတော့မယ်ဇူကမြန်မာရင်မုံ obsess ဖြစ်နေတာမို့လို့တာမြန်မာရင်မုံလေးပဲဝတ်ပါမယ်ဒီလိုမျိုး special day မှာပေါ့နော်မြန်မာရင်မုံနဲ့လက်ပတ်နာရီလေးနဲ့ဆိုရင် perfect ပါပဲဒါဇူရဲ့ style ပေါ့နော်ဇူရဲ့ type ပါပဲပြီးတော့စပင်လေးကိုလည်းဇူကမြန်မာရင်မုံလေးနဲ့လိုက်အောင်ပြင်လိုက်ပါတယ်ခုကတော့တငယ်ချင်းကိုစောင့်နေရပါတော့Festy လေးရောက်လာပါပြီ။အော်ချစ်ဖို့ကောင်းတယ်။အရန်လှနေတယ်သူမလေးရှူလေးနဲ့။ဘယ်သွားဖို့လို့ထင်လဲ။ဒါပေါ့ဇူကဖះသွားတယ်။ဇူမွေးနေ့တိုင်းဖះကိုပဲအရင်ဆုံးသွားကျင်တာပေါ့နော်။အားကြောင့်အရင်ဆုံးဖះကိုသွားပါတယ်။ဇူကအင်္ဂါနေ့မှာမွေးရမို့လို့အင်္ဂါနေ့နံကိုလည်းလောင်းပြီးတော့ကျန်တဲ့နေ့နံနေ့မှာလည်းအမွေးတိုင်းထွန်းခဲ့ပါတယ်ရှင်။ Sometimes we feel heavy inside.But that makes us stronger. So don't give up. ကဲ bestie ကလည်းပြန်ပြီးဆိုတော့တက်တာပြပြီးတော့ဇူလည်းဒီနေ့ vlog လေးကိုဒီမှာပဲအဆုံးသတ်ပါမယ် Happy birthday to me and happy birthday to you if you're born this day. Bye bye.